အားလုံးပဲမင်္ဂလာပါရှင် RVA ဟာခါချင်း service ကိုကြည့်ရှုအားပေးကြတဲ့ခရစ်တော်၌ချစ်ခင်လေးစားအပ်ပါတော့မိဘငယ်အကူမောင်နှမများရှင်ယခုတင်ဆက်ပေးသွားမယ့်အစီအစဉ်လေးကတော့ကက်သလစ်ဘာသာဝင်တူတယောက်အနေနဲ့ဖခင်ကျောင်းထဲမှာဖြစ်စေမိမိနေအိမ်၌ဖြစ်စေမိသည့်အတုံးအဆောင်ပစ္စည်းများကိုကင်ဆောင်ထားတင်ပါတယ်လေဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်ရှင်ကက်သလစ်ဘာသာဝင်အမျိုးသမီးတယောက်အနေနဲ့ဖះเจ้าသွားရင်မဖြစ်မနေလိုအပ်တာက veil လို့ခေါ်တဲ့ဇာတပတ်ကောင်းဆောင်ဖြစ်ပါတယ်ဖះเจ้าသွားတဲ့အချိန်တိုင်းအမျိုးသမီးများကမဖြစ်မနေပါသွားရမယ့်ဝတ်ဆင်ရမယ့်ကောင်းဆောင်ဖြစ်ပါတယ်ဒုတိယတစ်ခုအနေနဲ့ကက်သလစ်ဘာသာဝင်တိုင်းဟာအမိမေရိုကိုဂျင်းညိုလေးစားပြီးတော့စိတ်ပရိကိုစိတ်ကြရပါတယ်ဒီလိုစိတ်ပရိစိတ်တဲ့ချိန်မှာအတုံးပြုတ်ဖို့မဖြစ်မနေလိုအပ်တဲ့ပစ္စည်းဟာဆိုရင်စိတ်ပရိပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကက်သလစ်အိမ်တိုင်းမှာဖယဆင်ရှိဖို့လိုအပ်ပါတယ်။ဒီဖယဆင်ဟာဘာလို့ရှိရတာလဲ။ကက်သလစ်အိမ်တိုင်းမှာဒီဖယဆင်ကိုဘာလို့ထားကြတာလဲ။ကက်သလစ်အိမ်တော်စုတိုင်းဟာဆိုရင်မိသားစုများနဲ့အတူဖယားကိုရှိခိုးရပါတယ်။ဒီလိုအချိန်မှာဖယဆင်ရှိမှဒူးထောက်ပြီးတော့ဖယားသခင်ဟာကျွန်တော်တို့နဲ့အတူရှိတော်မူတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဖယဆင်ထားရခြင်းဖြစ်ပါတယ်။နာစင်ကြည့်ရှုသူပရိသတ်အပေါင်းကိုဖယားသခင်ကောင်းချီးပေးပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။